လုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီဝိဇာရာ International Company Limited ကပေါ့နော်တောင်သူနည်းပညာပေးတဲ့ကိုတန်းစင်ဝင်ဖြစ်ပါတယ်ကိုတန်းစင်ဝင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တွေ့ဆုံရတဲ့တွေ့ဆုံမှုကတော့ကျွန်တော်တို့ဒီကြီးပင်စေးရွာမှာရှိတဲ့တောင်သူကိုတက်ကြီးရဲ့ကျွန်တော်မပဲခင်းကိုမိုးစုံနိုင်ပတ်ဖြန်းထားပြီးတော့ပတ်ဖြန်းလာတဲ့ရလက်ကိုတောင်သူအနေနဲ့တကယ်ကျွန်တော်အတက်တရောဖြစ်ပြီးလက်ခမောင်းခတ်ပြီးတော့ကျွန်တော်တို့ဝန်ထမ်းတွေကိုပြောလာတဲ့ဟာဒီဟာကိုကျွန်တော်တို့ဖီးသေးအနေနဲ့တောင်သူအများအောင်ပေါ့နော်ဒီမိုးစုံနိုင်ဖြန်းပြီးဖြစ်ပေါ်လာတဲ့ result ကိုသိရအောင်မျက်မြင်ကိုယ်တွေကြည့်ရအောင်လုပ်တဲ့ဖီးသေးလေးဖြစ်ပါတယ်အဲ့မှာကျွန်တော်ကဒီနေ့မိုးစုံနိုင်အကြောင်းကိုလက်တွေ့လဲခုကွင်းထဲသွားကြည့်ပြီးတော့သိပြီးတော့အခုကျွန်တော်ဒီမိုးစုံနိုင်အကြောင်းလေးကိုနောက်ထပ်နည်းပညာအနေနဲ့ရှင်းပြဆွေးနွေးနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမိုးစုံနိုင်အကြောင်းဆိုမိုးစုံနိုင်ကကျွန်တော်မိုးသက်ဆေးဖြစ်ပါတယ်မိုးသက်ဆေးပေါ့နော်မိုးသက်ဆေးကိုမှကျွန်တော်မိုးအကြောင်းလေးကိုတောင်သူတွေကိုနည်းနည်းလေးနည်းပညာ share လေးလုပ်ချင်ပါတယ်ကျွန်တော်မိုးတွေမှာကျွန်တော်မြေဆောင်မှုရှိတယ်မြေဆောင်မှုတွေကကျွန်တော်တို့တစ်ပင်ပေါက်လာတယ်အမြင့်ထွက်တယ်မြေကြီးထဲမှာသွားတယ်မြေကြီးထဲမှာရှိနေတဲ့အမြင့်ကိုမြေကြီးထဲမှာနေတဲ့မှုကတိုက်ခတ်ပြီးတော့ဒီအပင်ကိုသေစေတာပေါ့နော်ဒဏ်ရာရစေတာသေစေတာဆိုရင်မြေဆောင်မှုခေါ်တယ်မြေကြီးရဲ့အပေါ်ဘက်မှာကျွန်တော်အကိုင်းခတ်တွေအရွက်တွေကျွန်တော်အသီးပွင့်တွေမှာကြာပြီးတော့ကျွန်တော်တို့အကိုင်းခတ်တွေခြောက်တွေ့သွားတာအရွက်တွေခြောက်သွားတာကျွန်တော်အသီးတွေပုတ်သွားတာဆိုတာလေကျွန်တော်တို့မြေပေါ်ပိုင်းကမှုခေါ်တယ်သူတို့ရဲ့မှုရဲ့ကျွန်တော်တို့ဘဝစဝန်းလေးကိုကျွန်တော်ကဒီချက်နားလည်အောင်သိအောင်လို့ပေါ့နော် share လုပ်ချင်တယ်ကျွန်တော်မှုကကြတော့ကျွန်တော်တို့မှုမျိုးစေ့လေးရှိမယ်မှုမျိုးစေ့လေးကကျွန်တော်တို့သူ့ရာသီဥတုပေးလာတယ်အခုဒီလိုပေါ့ပဲဆိုင်တဲ့ခါရောက်လာတဲ့ခါသူ့ကိုရာသီဥတုပေးပြီးသူရှင်းတန်းနိုင်ပြီသူမျိုးပွားနိုင်ပြီဆိုရင်အမြစ်ကိုတိုက်ခိုက်မဲ့ကောင်အမြစ်ကိုသွားပြီးတော့မိုးလေးကနေပြီးတော့မျိုးညောက်လေးနဲ့အမြစ်ကိုထိုးတယ်အရွက်ကိုတိုက်ခိုက်မဲ့ကောင်ကျတော့လေနဲ့လွင့်ပါလာပြီးတော့အရွက်ပေါ်ကကတ်ပြီးတော့မိုးမျိုးစေ့လေးကမျိုးညောက်လေးထိုးတယ်ထိုးပြီးတော့အပင်ထဲကိုသူကဖြားဝင်တာပေါ့နော်အဲ့ဒါကိုကျွန်တော်မိုးကစပြီးတော့တိုက်ခိုက်ပြီပေါ့နော်ကို့အပင်ကိုမျိုးစေ့လေးကအပင်ကတ်တယ်အမြစ်ဆိုအမြစ်ကတ်တယ်အသီးဆိုအသီးကတ်တယ်အကတ်ပြီးတော့အဲ့ရလေးမျိုးညောက်လေးထွက်ပြီးတော့အပင်ထဲကိုထိုးပေါက်ဝင်တယ်ထိုးပေါက်ဝင်ပြီးတော့သူကအစာရောနေရာရောအပင်ထဲမှာယူပြီးတော့ကျွန်တော်တို့အကိုင်းကတ်တွေထွက်လာတယ်ကျွန်တော်တို့မှုမြင်တွေပေါ့နော်ထွက်လာတယ်မှုမြင်တွေထွက်လာတယ်သူနေရာယူတယ်အစာယူတယ်ပြီးတော့သူမျိုးပွားချိန်ရောက်ပြီဆိုတဲ့အခါကျလို့ရှိရင်သူကမှုမျိုးတိုင်းကြီးပေါ့နော်မှုမျိုးတိုင်းထွက်လာတယ်ကိုနီဒီယာလို့ခေါ်တယ်ကျွန်တော်တို့စိုက်ပြီးခေါ်ကိုနီဒီယာလို့ခေါ်တယ်မှုမျိုးတိုင်းခေါ်လာတယ်ပြီးရင်မှုမျိုးတိုင်းကနေပြီးတော့မပေါက်ထွက်သွားတာမှုစပိုးလေးတွေအဲ့ဒါမျိုးဘဝတန်တရားလဲနေတာပြီးတော့မှုစပိုးလေးတွေကသူရာသီမရှိသေးဘူးဆိုရင်မြေကြီးထဲမှာဝင်နေတယ်ခုအောင်းနေတယ်ရာသီရှိတဲ့အချိန်မှာပဲချက်ချင်းဖြစ်တယ်ဆိုလို့ရှိရင်အခုဒီပဲရှိတယ်မှုကြတယ်မှုမြင်လေးထွက်လာတယ်ထွက်လာပြီးတော့အမှသူအပေကိုဖြတ်စည်းတယ်ပြီးတော့ခါကျတော့ကျွန်တော်တို့မှုမျိုးတိုင်းထွက်လာတယ်ပြီးရင်မှုမျိုးပြန်သွားတယ်ဒီလိုတန်တရားလဲနေအဲ့မှာကျွန်တော်တို့ဒီလက်ရှိကျွန်တော်မှုစုံနိုင်ကကြတော့ကျွန်တော်တို့ဆေး2မျိုးဆက်ထားပါတယ်တစ်မျိုးကကြတော့ဣတရမိုးလို့ခေါ်တယ်တစ်မျိုးကကြတော့ပိုင်ရာဂလူစရိုဘယ်လို့ခေါ်တယ်ဆိုတော့မှုဆေး2မျိုးကိုပေါင်းစပ်ထားတဲ့မှုဆေးဖြစ်ပါတယ်သူတို့ကကျွန်တော်ဆွမ်းနာရှင်းပြသွားတဲ့မှုဘဝစဝန်းပေါ့နော်မှုမျိုးစေ့လေးရှိတယ်မျိုးကြောက်ပေါက်တယ်ပြီးရင်ကြီးပြီးတော့မျိုးပွားတယ်ဒီဣတရမိုးဆိုတဲ့ဒီထဲမှာပါတဲ့အဓိကသူဖားဥမှုအဓိကတတ်တာပေါ့နော်နှိမ်နေတဲ့ကောင်မျိုးညောက်ထွက်တဲ့ခါမှာလဲသူဖြန်းပြီးရင်လဲနှိမ်နေနိုင်တယ်ပြီးရင်သူပွားနေတဲ့အချိန်ကျွန်တော်တို့မှုမြင်နေထွက်နေတဲ့အချိန်ဖြန်းပြီးရင်လဲနှိမ်နေနိုင်တယ်နောက်တစ်ခါမျိုးစေ့တွေထွက်တော့မယ်မှုစပိုးထွက်တော့မယ့်အချိန်မှာဖြန်းပြီးရင်လဲကျွန်တော်နှိမ်နေနိုင်တယ်ဒီဣတရမိုးကလေနောက်တစ်ခါကျတော့ပိုင်ရာဂလူစရိုဘယ်ကကျတော့သူကwhite rage ပေါ့သူကမှုအများစုကိုနိုင်တယ်အခုကျွန်တော်တို့ပဲတွေဆိုရင်ကျွန်တော်တို့ခါးရီပြီးသေးတယ်ကျွန်တော်တို့ rhizotonia မြစ်ချောက်ကျွေးတောင်သေးတယ်ပြီးတော့ဖြူစေရီယန်ကျွန်တော်တို့အမြင့်ပုတ်ကြောင်သေးတယ်
ဒါမျိုးယောဂတွေကိုသူနိုင်တယ်ပြီးရင်ကျွန်တော်တို့စာကူစပူရာရွက်ပြောက်လိုဟာမျိုးတွေသူနိုင်တယ်ကျွန်တော်တို့ဂိုင်း6တာတွေသူနိုင်တယ်ဒီကောင်ကျတော့ right range ဣသရမူကကျတော့သူကသူ့ရဲ့တာကဖောင်းမှုအဲ့နှစ်ခုပေါင်းဆက်တယ်ဒီနှစ်ခုကိုဆက်ထားတဲ့အကြောင်းရင်းကဣသရမူနဲ့ပိုက်တာဂလိုကိုဆက်လိုက်ရင်ဣသရမူယောဂတာအောက်လည်းမြင့်သွားတယ်ပိုက်တာဂလိုစထရိုဘင်ပါလို့ပိုက်တာဂလိုစထရိုဘင်ကလည်းယောဂတာမြင့်သွားတာဣသရမူပါလို့အဲ့နှစ်ခုကိုကျွန်တော်တို့တွဲဆက်ထားတဲ့စီဇန်ကောင်တစ်လက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီနှစ်ခုပေါင်းဆက်ထားတဲ့ဒီမှုစုံနိုင်ဟာဆိုလို့ရှိရင်ကျွန်တော်တို့မှုမျိုးဆောနာလဲပတ်တဲ့အစင်တိုင်းကိုသူကဖြန်းပြီးတဲ့အချိန်မှာနှိမ်နှင်းနိုင်တဲ့အတွက်ဒီမှုမျိုးကဒီမှုစည်းမျိုးကကျတော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဒီမှုယောဂခံနိုင်မှုရှိဘူးဟိုယောဂခံနိုင်လာတယ်လို့ကြားဘူးလားပိုးတွေဆိုပိုးသက်စီကိုခံနိုင်ရရှိလာတယ်လို့ဆိုတာကြားဘူးလေကျွန်တော်တို့ဒီမှုစည်းကကျတော့အဲ့လိုယောဂခံနိုင်ရှိမှုကိုရှော့ချပေးတယ်ဘာကြောင့်လဲဆိုတော့သူကအစင်တိုင်းကိုသူနှိမ်နှင်းနိုင်လို့ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီမိုးစုံနိုင်ဆိုတဲ့ဆေးဟာကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ပေါ့နော်အခုဖျန်းလိုက်တယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖျန်းမိတယ်ပြားကောင်းလေးတွေကပတ်ဝန်းကိုလားဆုံးမယ်ပြားလေးတွေမထိပါဘူးကျွန်တော်တို့ရဲ့ဟိုမိတ်ဆွေပိုးတွေခေါ်တဲ့ပြားတွေပျော်စိတ်တွေထိခိုက်မှုမရှိပါဘူးနောက်ပြီးတော့ဒီမိုးစုံနိုင်ဆိုတဲ့ဆေးဟာဆေးပြောင်းမှုတစ်ပုံးမှာကိုတက်နိုင်လို့ကြိုက်တဲ့လောက်ထည့်ဖျန်းအပင်လုံးကလောင်ကျွမ်းခြင်းမရှိပါဘူးအပင်လောင်ကျွမ်းခြင်းမရှိတဲ့အပြင်အပင်ကိုပိုးပြီးတော့မှအားဖြစ်စေတဲ့ဓာတ်ကိုပါပါတယ်အဲကြောင့်ကျွန်တော်တို့အခုလက်တွေ့တွေ့ရတယ်လို့ပဲယုံကြည်နဲ့စိတ်ချလက်ချသုံးနိုင်တဲ့ဆေးတစ်လက်ဖြစ်တယ်ဆိုတော့ကျွန်တော်ဆွေးနွေးလိုပါတယ်အခုဒီဆေးကိုဖျန်းပြီးတဲ့ကိုတက်ကြီးနဲ့ပတ်သက်လို့လည်းဒီဆေးအကြောင်းကိုကျွန်တော်တို့ဒီတောင်သူတွေသိရအောင်နည်းနည်း share ပေးပါဦးတခမောင်းခတ်မလေးအစားတော့ဒီမိုးစုံနိုင်မသုံးကြတော့ဓမ္မဆေးတွေသုံးတယ်ပေါ့အစင်မပြေခဲ့ဘူးဓမ္မကော်မဒီမျိုးစုံအားဆေးတွေအကုန်သုံးတယ်ဒါမှမဟုတ်မအောင်မြင်ခဲ့ဘူးခုဒီအပေါ်လဲဖြူလဲလာလဲအောင်မနိုင်တော့ဘူးဆိုတော့ဒီမိုးစုံနိုင်နဲ့သုံးရမှာပဲအစင်ပြေသွားတယ်ခုတော့အပင်တွေလဲလန်းလန်းဆန်းဆန်းဖြစ်သွားတယ်အားဒါလေးပဲပြောပြတောင်သူတွေကိုကော်မဒီဘက်ကလည်းလိုက်ပြောတာတော့မဟုတ်ပါဘူးတောင်သူတွေကိုစိတ်ကြလက်ကြယုံကြည်နဲ့သုံးပါလို့တိုက်တွန်းနေတယ် 真的给我微笑。